အားလုံးပဲမင်္ဂလာပါရှင်ဆရာမဒီနေ့ပြောပြပေးတော့မယ်နံပါတ်တွေလေးရတာပေါ့နော်မိတ်ဆွေရဲ့ဘဝမှာဘဝအေးချမ်းခြင်းတွေကောင်းမွန်ခြင်းတွေပြည့်စုံခြင်းတွေနဲ့ပေါ့နော်စောက်ချောက်တဲ့ပုံကိုကောင်းနေတဲ့စောက်ချောက်မှုကိုရရှိမယ်ဘဝအေးချမ်းစီမဲ့နံပါတ်တွေလေးအကြောင်းအရာကိုပြောပြပေးတော့မှာပဲဖြစ်တယ်ပေါ့နော်အဲ့နံပါတ်တွေလေးကတော့ကိုယ့်ရဲ့လုပ်ငန်းကြီးကြီးမားမားတွေမှာလည်းအေးချမ်းစီမယ်နော်အဲ့နံပါတ်တွေလေးကတော့ကိုဆိုတဲ့နံပါတ်တွေလေးဖြစ်ပါတယ်နော်အဲ့တော့မိတ်ဆွေရဲ့ဖုန်းနံပါတ်ထဲမှာဆင်မပြောပြသွားတဲ့နံပါတ်တွေလေးကပါနေပြီဆိုတော့ဒါဘဝအေးချမ်းခြင်းတွေနဲ့ပြည့်စုံခြင်းတွေကိုကြုံဆုံတွေ့ရမှာပဲဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဆင်မအမြဲပြောနေကြစကားအတိုင်းပဲပေါ့နော်ကျန်တဲ့ဖုန်းနံပါတ်ကဏ္ဍတွေတွေကလည်းကိုယ့်တော့ကိုအကျိုးပေးနံပါတ်တွေဖြစ်နေအောင်မှပြီးသွားတဲ့အခါကျတော့ဒီကိုယ့်အတွက်ကိုပေါ့နော်ကိုယ့်ရဲ့ခုနှစ်တက်ကစ်ထဲမှာတကယ်ကိုပဲကိုယ့်အတွက်အကျိုးပေးနံပါတ်ဖြစ်နေလားဒါတွေလည်းလိုအပ်သေးတယ်ပေါ့နော်ခုနှစ်တက်ကစ်ရဲ့အကြောင်းအရာဆိုတာလည်းလူတိုင်းမှာပါပြီးသားအောင်နော်လူတိုင်းမှာခုနှစ်တက်ကစ်ရဲ့ကောင်းခြင်းတွေဆိုးခြင်းတွေဒီအကြောင်းတရားတွေကိုစစ်ပြီးမှသာလေကိုယ့်အတွက်အကျိုးပြုမဲ့အကျိုးပေးမဲ့ကိန်းဂဏန်းတွေဖြစ်မှသာလေကိုယ့်ကိုအကျိုးပြုစီမှာဖြစ်တယ်ပေါ့နော်အဲ့တော့နောက်လေးစိတ်ဝင်စားစရာနံပါတ်တွေလေးတွေကိုတင်ပေးနေအောင်မှာဖြစ်တဲ့အတွက်ဆင်မရဲ့ page လေးကို like and follow လေးပြုလုပ်ခဲ့ပြီးဖို့အတွက်မမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်